အားလုံးမင်္ဂလာပါရှင်ခုကျေးဇူး channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့နနက်ဒီလေးလုံးပါတယ်ဒီ pattern လေးကိုမျှဝေပေးပါမယ်ဒါလေးကိုစုမြတ်ကအင်အား2ချီကိုအဆိုင်1.25ကိုအသုံးပြုပြီးကြစ်ကြစ်လေးထိုးထားပါတယ်သူ့ကိုကြတော့စုမြတ်ကဆက်ပြီးတော့ပဝါလေးထိုးမလို့ပါချီလေးတွေမာယူအပေးခြင်းနဲ့ဆိုရင်တော့စုမြတ်ရဲ့ crochet စု handmade shop ဖိမှာမာယူအပေးလို့ရပါတယ်နော်ထိုင်းဗနေရမဆိုပို့ပါတယ်โอเคဒါဆိုရင်ဒီကွက်လေးကိုဘယ်လိုထိုးမလဲဆိုတာစားလိုက်ကြရအောင်နော်ပထမဆုံးအနေနဲ့စုမြတ်တို့သူ့ကိုဖို့မီလေး10ကထိုးပါမယ်1 2 3 4 5 6 8 9 10ဖို့မီ10ကထိုးပြီးပြီဆိုရင်ပထမဆုံးပေါက်ရဲ့အထိတ်လေးမှာရှက်ကော်လေးနဲ့ချိတ်လိုက်ပါမယ်အဝိုင်းလေးဒီလိုအဝိုင်းလေးရပြီဆိုရင်ဖို့မီ3ချက်တက်ပါမယ်ဖို့မီ3ချက်တက်ပြီးလို့ရှိရင်ဒီဝိုင်းထဲမှာတိုင်3တိုင်ထိုးမယ်ဒီလိုလေးရပြီဆိုရင်ဖို့မီ3ခါထိုးမယ်ပြီးတော့ဒီပေါက်ထဲမှာပဲတိုင်4တိုင်ထပ်ထိုးမယ်တိုင်ရှီနော်ဒီမှာကြတော့ဖို့မီ3ချက်ကိုပါရေးရင်တော့တိုင်4တိုင်ဆိုပြီးသဘောရပါတယ်ဒါမျိုးလေဒီမှာလဲ4ဒီမှာလဲ4နော်ပြီးရင်ဖို့မီ3ချက်ပြန်ထိုးပါမယ်ပြီးလို့ရှိရင်ဒီပေါက်ထဲမှာပဲတိုင်4တိုင်ဖို့မီ3ချက်တိုင်4တိုင်ထပ်ထိုးလိုက်ပါโอเคဒါဆိုရင်စုမြတ်ထိုးလာတာဒီလိုပုံလေးရမယ်ဒီဗီဒီယိုကလေနည်းနည်းရှိတဲ့အတွက်တတ်နိုင်ဆုံးစုမြတ်ကနည်းနည်းလေးနဲ့ရှင်းလေးပြပေးမယ်ဒါပေမဲ့ကြော်ပြီးတော့ပြမယ်နော်ရှင်းပြပြီးလို့ရှိရင်ဒီလိုလေးရပြီဆိုရင်စုမြတ်တို့ဒီနေရာမှာတိုင်ရှီလေးနဲ့ချိတ်မယ်ဒီခြီစလေးကိုအလယ်ကိုရောက်အောင်လိုချင်လို့အဲ့မှာတစ်ခါရင်ပြီးတော့ဒီဘက်ကဖို့မီ1 2 3ခုမြောက်ရဲ့အထိတ်လေးကိုရှက်ကောဒီလိုမျိုးဝင်ချိတ်ပြီးလို့ရှိရင်တိုင်ရှီလေးနဲ့ဒါဆိုရင်စုမြတ်တို့ရဲ့ဟာလေးကဒီလိုပုံစံလေးဖြစ်သွားမယ်အပေါက်4ပေါက်1ပေါက်2ပေါက်3ပေါက်4ပေါက်ခြီစလေးလည်းအလယ်မှာရှိတယ်ပေါ့နော်ဒါဆိုနံပါတ်2အဆင့်ကိုတက်မယ်နံပါတ်2အဆင့်ကိုမတက်ခင်ပထမဆုံးဒီပေါက်ထဲမှာရှက်ကော်လေးနဲ့တစ်ချက်အရင်လမ်းချိတ်လိုက်မယ်ဒီလိုလေးဒါနံပါတ်1ဒါဆိုနံပါတ်2ကိုတက်မယ်နံပါတ်2ကိုတက်ဖို့အတွက်ဖို့မီ3ချက်ထိုးမယ်ဖို့မီ3ချက်ထိုးပြီးပြီဆိုရင်ဖို့မီ3ချက်ကတိုင်တိုင်းစားပြီးတော့ဒီပေါက်ထဲမှာနောက်ထပ်တိုင်ရှီ2တိုင်ထပ်ထိုးမယ်တိုင်ရှီ3တိုင်ထပ်ထိုးမယ်တိုင်ရှီ3ဖို့မီ3ချက်ကိုပါရေးလို့ရှိရင်တော့1 2 3 4ဆိုပြီးတော့သဘောရပါမယ်နော်ပြီးလို့ရှိရင်ဖို့မီ3ချက်ချမယ်ပြီးရင်ဒီပေါက်ထဲမှာပဲတိုင်ရှီ4တိုင်ထပ်ထိုးပါမယ်စုမြတ်နှင်းလေးပဲထိုးပြပေးမယ်နော်ပြီးလို့ရှိရင်မြင်ထိအောင်ဗီဒီယိုလေးကိုထိုးသွားပါဆိုပြီးတော့ကြော်ပါမယ်ဒါဆိုရင်စုမြတ်တို့ရဲ့ဟာလေးကဒီလိုလေးရမယ်ဒီလိုလေးရပြီဆိုရင်ဒီနေရာမှာဖို့မီ3ချက်ထိုးပါမယ်ဖို့မီ3ချက်ထိုးပြီးပြီဆိုရင်ဒီဖက်ပေါက်ကိုတစ်ခါတည်းတိုင်ရှီ4တိုင်နဲ့လာမယ်တစ်တိုင်2တိုင်3တိုင်4တိုင်ပြီးလို့ရှိရင်ဖို့မီ3ချက်ချမယ်ပြီးရင်ဒီပေါက်ထဲမှာပဲတိုင်ရှီ4တိုင်ထပ်ထိုးမယ်ဒါမျိုးလေးရမယ်ပြီးရင်ဖို့မီ3ချက်ထိုးမယ်
ပြီးလို့ရှိရင်ဒီပေါက်ကိုတစ်ခါတည်းတိုင်ရှိ၄တိုင်ထိုးမယ်โอเคဒါဆိုရင်ဒီပုံစံတိုင်းပဲပတ်လည်ထိုးလာမယ်ဆုမြတ်ပြန်ပြပေးပါမယ်เนาะအဆုံးကိုရောက်ပြီဆိုโอเคဒီမှာဆုမြတ်နံပါတ်2ဆင့်ကိုဒီလိုပုံစံလေးထိုးလာတယ်ဒီနားကိုရောက်ပြီဒီနားကိုရောက်လို့ပုံမှန်အားဖြင့်ဖော်မီ3ချက်ထိုးပြီးလို့ရှိရင်ဒီမှာ1 2 3ဆိုတဲ့နေရာလေးမှာရှက်ကော်လေးနဲ့ချိတ်မယ်ဒါပေမဲ့လေဆုမြတ်ကဒါလေးကိုသဘောမကျဘူး1 2 3ရှက်ကော်တစ်ခုနဲ့ဆိုရင်4လိုမျိုးဖြစ်သွားတယ်ဆိုရင်အပေါက်လေးက तू ကလေနည်းနည်းပိုကျဲသွားသလိုခံစားရတယ်ဒါဆိုမလှမှာဆိုလို့ဆုမြတ်ကနည်းနည်းပြင်လိုက်တယ်သူ့ရဲ့ဖက်တန်ဖော်မီကို2ချက်ပဲယူတယ်ဒီလိုနေရာမှာဆိုတစ်ချက် short လိုက်တယ်ပေါ့နော်ဖော်မီကို2ချက်ပဲယူပြီးလို့ရှိရင်1 2 3ဆိုတဲ့နေရာလေးမှာရှက်ကော်လေးနဲ့ချိတ်လိုက်မယ်ဒါဆိုရင်ရှက်ကော်ကတော့1ပုံစံလေးရတယ်ပေါ့နော်ဖော်မီတစ်ချက်နေရာလေးရတဲ့အတွက်ဆုမြတ်တို့ရဲ့နံပါတ်2ဆင့်လေးကအပေါက်လေးတွေပြပြလေးနဲ့ရသွားတယ်ပေါ့နော်ဒီညီလေးတိုင်းလုပ်လို့ရပါတယ်ဖော်မီ3ချက်နဲ့ချိတ်လဲရပါတယ်နော်โอเคဒါဆိုရင်နံပါတ်2အစစ်ကိုဒီမှာပြီးပါတယ်နံပါတ်3ကိုသွားမယ်နံပါတ်3ကိုသွားဖို့အတွက်ဆုမြတ်တို့ရှက်ကော်4ချက်နဲ့ရွှေ့ရမယ်ဒီမှာရှက်ကော်တစ်ချက်ရွှေ့မယ်1ရှက်ကော်လေးနဲ့ဟိုအလဲပေါက်ကိုရအောင်ရွှေ့သွားမယ်2 3ပြီးတော့ဒီမှာ4ဒီလိုမျိုးရှက်ကော်နဲ့ရွှေ့လာပြီးပြီဆိုရင်ဖော်မီ3ချက်တက်ပါမယ်ဖော်မီ3ချက်တက်ပြီးပြီဆိုရင်ဒီပေါက်ထဲမှာတိုင်ရှိ3တိုင်ထိုးပါမယ်ဒါဆိုရင်ဖော်မီ3ကိုပါရေးမယ်ဆိုရင်1 2 3 4ခုဆိုတဲ့သဘောရပါတယ်เนาะဒါဆိုဖော်မီ3ချက်ချမယ်ပြီးတော့နောက်ထပ်တိုင်ရှိ4တိုင်ထိုးပါမယ်ဒီပေါက်ထဲမှာဒီအင်အားတူးလေးတွေကိုကြတော့လေအဆိုင်တေးသေးလေးနဲ့ကြစ်လေးထိုးရင်လဲသူကလေဖက်တန်ကတအားကိုပေါ်ပါတယ်เนาะသူ့ကိုပဲနည်းနည်းအကောင်ကြည့်ပြီးတော့ပေါ့လေးထိုးမယ်ဆိုရင်လည်းဖြစ်အရန်ထိုးလို့ကောင်းတဲ့အရန်ဝတ်လို့ကောင်းတဲ့အင်ဂျီလေးတွေရတယ်ပေါ့နော်โอเคဒါဆိုရင်ဒီလိုမျိုးရပြီဆိုရင်ဖော်မီ3ချက်ထိုးမယ်ဖော်မီ3ချက်ထိုးပြီးပြီဆိုရင်ဒီမှာအမှရင်ပြီးတော့ဒီအလဲက1 2 3ဆိုတဲ့နေရာလေးမှာအလဲတက်ပေါက်ကိုထည့်ပြီးတော့တိုင်ရှိလေးတစ်တိုင်ထောင်းမယ်ပြီးလို့ရှိရင်ဖော်မီတစ်ချက်ချမယ်ပြီးတော့ဒီပေါက်ထဲမှာပဲတိုင်ရှိတစ်တိုင်ထပ်ထိုးမယ်ပြီးလို့ရှိရင်ဖော်မီ3ချက်ချမယ်ပြီးတော့နောက်တစ်ပေါက်မှာတိုင်ရှိ4တိုင်ထိုးမယ်တစ်တိုင်2တိုင်3တိုင်4တိုင်ပြီးလို့ရှိရင်ဖော်မီ3ချက်ချမယ်ပြီးတော့ဒီပေါက်ထဲမှာတိုင်ရှိ4တိုင်ပြန်ထိုးမယ်ဒါမျိုးရပြီเนาะပြီးတော့ဖော်မီ3ချက်ချမယ်เนาะပြီးတော့ဒီမှာတိုင်ရှိထောင်းဖော်မီတစ်ချက်ချဒီပေါက်ထဲမှာတိုင်ရှိပြန်ထောင်းဒီလိုလေးပြီးတော့ဖော်မီ3ခါโอเคဒါဆိုရင်ဆုမြတ်ပြတာလေဒီလောက်ဆိုသဘောပေါက်ပြီလို့ထင်ပါတယ်ထိုးလာဒီအဆုံးကိုရောက်ရင်ပြန်ကြည့်ကြမယ်နော်โอเคနော်ဒီမှာဆုမြတ်ထိုးလာတာနောက်ဆုံးမှာဒီလိုပုံလေးရပါပြီဒါမျိုးလေးရပြီဆိုရင်ဆုမြတ်တို့ကဒီနေရာမှာဖော်မီ3ချက်ထိုးထားပြီးပြီเนาะဒါဆိုရင်ဒီမှာ1 2 3ဆိုတဲ့အထိတ်လေးမှာရှက်ကော်လေးနဲ့ဝင်ချိလိုက်မယ်ဒါဆိုအပေါက်လေးကကျဲသွားတယ်ဆိုရင်ဖြစ်1 2ပဲထိုးပြီးလို့ရှိရင်ရှက်ကော်နဲ့ချိမယ်เนาะ1 2ပဲထိုးပြီးလို့ရှိရင်ရှက်ကော်လေးနဲ့ချိပါမယ်ဒါမျိုးလေးဒါဆိုရင်နံပါတ်3ဆင့်ပြီးပြီနံပါတ်4ကိုတဲဖို့အတွက်ဆုမြတ်တို့ဖော်မီနဲ့သွားမယ်
ရှက်ကော4ချက်နဲ့ရွှေ့မယ်1 2 3 4ဒီလိုမျိုးရှက်ကော4ချက်နဲ့ရွှေ့လာပြီးပြီဆိုရင်ဖော်မီ3ချက်တက်မယ်ဖော်မီ3ချက်ကတိုင်တိုင်းစာနောက်ထပ်တိုင်ရှိ3တိုင်ထိုးပါမယ်ဒီလိုမျိုးရပြီဆိုရင်စုမြတ်တို့ဒီနေရာမှာဖော်မီ3ချက်ချမယ်ပြီးလို့ရှိရင်တိုင်ရှိ4တိုင်ပြန်ထိုးမယ်3 4ဒါမျိုးလေးပြီးလို့ရှိရင်ဒီနေရာမှာဖော်မီ4ခါထိုးမယ်1 2 3 4ဖော်မီ4ခါထိုးပြီးပြီဆိုရင်စုမြတ်တို့ဒီပေါက်ထဲမှာတိုင်ရှိတိုင်ထောင်းမယ်ပြီးလို့ရှိရင်ဖော်မီ4ချက်ချမယ်ပြီးလို့ရှိရင်ဒီပေါက်ထဲမှာပဲဒီလိုမျိုးတိုင်ရှိတိုင်ထပ်ထောင်းမယ်ပြီးရင်ဖော်မီ4ခါပြီးလို့ရှိရင်ဒီမှာတိုင်ရှိ4တိုင်ပြန်ထိုးပြီးလို့ရှိရင်ဖော်မီ3ချက်ချပြီးလို့ရှိရင်ဒီပေါက်ထဲမှာပဲတိုင်ရှိ4တိုင်ထပ်ထိုးမယ်ပြီးရင်ဖော်မီ4ချက်ထိုးမယ်ပြီးတော့ဒီမှာတိုင်ရှိတိုင်အလယ်မှာဖော်မီ4ချက်ချတိုင်ရှိတိုင်ပြီးတော့ဖော်မီ1 2 3 4ပြီးတော့ဒီမှာပုံမှန်တိုင်းထိုးသွားမယ်โอเคဒါဆိုရင်ထိုးသွားပါနော်စုမြတ်ကအဆုံးကိုရောက်ပြီဆိုရင်ပြန်ပြပေးပါမယ်နံပါတ်4ဆင့်မှာပတ်လဲစုမြတ်ထိုးလာတာဒီလိုပုံစံရပြီဆိုရင်အဆုံးသက်မှာရှက်ကော်နဲ့ချိန်မယ်ရှက်ကော်နဲ့ချိန်ဖို့အတွက်ထုံးစံတိုင်းဖော်မီ4ချက်ကိုတစ်ချက်ဖြုတ်လိုက်ပြီးတော့ဖော်မီ3နဲ့ထိုးပြီး1 2 3အထိပ်လေးမှာရှက်ကော်လေးနဲ့ချိန်လိုက်မယ်ပေါက်လေးတွေညီလေးဖြစ်သွားအောင်လို့ဒါဆိုနံပါတ်4အဆင့်ပြီးပြီเนาะဒီလိုလေးရပါမယ်နံပါတ်4မှာနံပါတ်4ရပြီဆိုနံပါတ်5ကိုတက်ဖို့အတွက်ရှက်ကော်4ကနဲ့ရွှေ့ပါမယ်တစ်ချက်ရွှေ့မယ်နှစ်ချက်ရွှေ့မယ်3ဒီပေါက်ထက်ဒီ4ချက်ရွှေ့မယ်ရှက်ကော်4ကနဲ့ရွှေ့ပြီးပြီဆိုရင်ဖော်မီ3တက်မယ်ပြီးတော့တိုင်ရှိ3တိုင်ထိုးမယ်ဖော်မီ3ချက်ကိုပါရေးတယ်ဆိုရင်တော့ဒီပုံလေးပေါ့နော်4တိုင်ပေါ့ပြီးရင်ဖော်မီ3ချက်ချမယ်တိုင်ရှိ4တိုင်ဒီပေါက်ထဲမှာပြန်ထိုးမယ်3 4ပြီးလို့ရှိရင်ဒီတန်းမှာကျတော့ဖော်မီ5ခါဖော်မီ5ခါထိုးပြီးပြီဆိုရင်ဒီပေါက်ထဲမှာတိုင်9တိုင်ကိုလယ်မှာဖော်မီ4တစ်ချက်ချပြီးထိုးမယ်ဥပမာဒါမျိုးတိုင်ရှိတိုင်ထိုးမယ်1ဖော်မီတစ်ချက်ချတိုင်ရှိတိုင်2တိုင်2ဖော်မီတစ်ချက်ချတိုင်ရှိတိုင်3တိုင်ရပြီအလယ်မှာဖော်မီတစ်ချက်ချ4တိုင်ရပြီအလယ်မှာဖော်မီတစ်ချက်ချ5တိုင်ရပြီဖော်မီတစ်ချက်ချ
6တိုင်ရပြီးဖော်မီတစ်ချက်ချပြီးတော့9တိုင်ဒါမျိုး9တိုင်ရှိမယ်နော်ဒီမှာဒါမျိုးလေးနော်ပြီးလို့ရှိရင်ဖော်မီ1 2 3 4 5ထိုးမယ်ပြီးတော့ပုံမှန်တိုင်းဒီမှာတိုင်ရှိ4တိုင်ထိုးပါမယ်ပြီးတော့ဖော်မီ3ချက်ချမယ်ပြီးတော့တိုင်ရှိ4တိုင်ထိုးမယ်နော်ပြီးလို့ရှိရင်ဖော်မီ5ခါဖော်မီ5ခါထိုးပြီးပြီဆိုရင်ဆွေမြတ်တို့ဒီမှာဒီနာထိုးသလိုမျိုးထိုးဒီမှာဒီနာထိုးသလိုမျိုးထိုးပတ်လက်ထိုးသွားပါနံပါတ်5အဆင့်ပြီးလို့အဆုံးကိုရောက်ရင်ပြန်ပြပါမယ်โอเคနော်နံပါတ်5အဆင့်မှာလဲဆွေမြတ်တို့ဒီလိုထိုးလာပြီးပြီဆိုရင်ဒီနေရာမှာဖော်မီ1 2 3 4ပဲယူမယ်နော်5မယူတော့ဘူးပြီးလို့ရှိရင်ဒီမှာ1 2 3အထိတ်လေးမှာရှက်ကော်လေးနဲ့လှမ်းချိတ်လိုက်ပါမယ်ဒါဆိုရင်နံပါတ်5အဆင့်ပြီးပါပြီနံပါတ်5ပြီးလို့နံပါတ်6ကိုတက်မယ်ဆိုရင်ပုံမှန်တိုင်းရှက်ကော်4ချက်နဲ့ရွှေ့ရမယ်နော်1 2 3 4ရှက်ကော်4ချက်နဲ့ရွှေ့ပြီးပြီဆိုရင်ဖော်မီ3ချက်တက်ပါမယ်ပြီးလို့ရှိရင်ပုံမှန်တိုင်းပဲတိုင်ရှိ3တိုင်ထိုးမယ်တိုင်ရှိ3တိုင်ထိုးမယ်ပြီးရင်ဖော်မီ3ချက်ချမယ်နော်ပြီးလို့ရှိရင်တိုင်ရှိ4တိုင်ပြန်ထိုးမယ်ပြီးလို့ရှိရင်ဆွေမတိုဒီတန်းမှာကြတော့ဖော်မီ9ခါထိုးပါမယ်ဖော်မီ9ခါထိုးပြီးပြီဆိုရင်ဆွေမတိုဒီမှာတိုင်2တိုင်ရဲ့ကြားထဲကိုပေါ့နော်တိုင်2တိုင်ရဲ့ကြားထဲကိုလာပြီးတော့တိုင်တိုနဲ့ချိတ်မယ်ပြီးရင်ဖော်မီ3ခါပြီးတော့တိုင်2တိုင်ရဲ့ကြားထဲမှာတိုင်တိုနဲ့ချိတ်မယ်နနက်သီးလေးလှုပ်ဖို့အတွက်နော်ဖော်မီ3ချက်တိုင်2တိုင်ရဲ့ကြားထဲကိုတိုင်တိုနဲ့ချိတ်ဖော်မီ3ချက်တိုင်2တိုင်ရဲ့ကြားထဲကိုတိုင်တိုနဲ့ချိတ်ဖော်မီ3ချက်တိုင်2တိုင်ရဲ့ကြားထဲကိုတိုင်တိုနဲ့ချိတ်ဖော်မီ3ချက်တိုင်2တိုင်ရဲ့ကြားထဲကိုတိုင်တိုနဲ့ချိတ်ဒါမျိုးစုစုပေါင်းဒီလိုမျိုးအပေါက်လေးတွေ1 2 3 4 5ပေါက်ရပါမယ်เนาะဒါမျိုးလေးပြီးရင်ဒီနေရာမှာဖော်မီ9ခါထိုးမယ်1 2 3 4 5 6 9ခါထိုးပြီးပြီဆိုရင်ဒီနားလေးမှာတိုင်ရှိ4တိုင်လာထိုးမယ်ဒီနားလေးကိုကြတော့ပုံမှန်တိုင်းပဲထိုးရမယ်เนาะတိုင်ရှိ4တိုင်ဖော်မီ3ချက်ချမယ်ပြီးလို့ရှိရင်တိုင်ရှိ4တိုင်ပြန်ထိုးမယ်ဒါမျိုးပြီးလို့ရှိရင်ဖော်မီ9ခါဖော်မီ9ခါထိုးပြီးပြီဆိုရင်ဆွေမြတ်တို့ဒီပုံစံလေးတိုင်းပဲထိုးလာမယ်เนาะဒီအဆုံးကိုရောက်ပြီဆိုရင်ပြန်ကြည့်မယ်เนาะဒီမှာနံပါတ်6အတန်းမှာဆွေမြတ်ထိုးလာတာအဆုံးကိုရောက်ပါပြီဒါဆိုရင်ဒီလိုပုံလေးရပါမယ်ဒီလိုလေးတော့ဒီလိုလေးဖြစ်သွားပါပြီဒါဆိုဆွေမြတ်တို့ကဒီနေရာမှာဖော်မီ9ကိုဆွေမြတ်က2 4 6ပဲထိုးလိုက်ပြီးတော့ဒီမှာရှက်ကော်လေးနဲ့ခြေလိုက်ပါမယ်ဒါဆိုရင်နံပါတ်6အတန်းလေးလုံးဝပြီးသွားပါပြီနံပါတ်9ကိုတဲဖို့အတွက်လည်းပုံမှန်တိုင်းဆွေမြတ်တို့ရှက်ကော်လေးနဲ့ရွှေ့ပါမယ်တစ်ချက်နှစ်ချက်3ပြီးလို့ရှိရင်4ချက်နဲ့ရွှေ့လာပြီးပြီဆိုတော့သူ့မှာနည်းနည်းလေးပြောင်းလဲရှိတယ်เนาะဖော်မီ3ခါတက်မယ်
ဖို့မီ3ခတက်ပြီးလို့ရှိရင်ဒီတန်းကနေပြီးတော့စပြီးတော့နည်းနည်းကတ်တက်လေးတွေပါလာပြီးသေချာကြည့်ပါနော်ဖို့မီ3ခထိုးပြီးတော့တိုင်ရှိ2တိုင်ပဲထိုးမယ်တစ်တိုင်2တိုင်ဆုမြတ်တို့ကလေပက်လက်မပတ်တော့ဘူးဒါကြောင့်နော်ဖို့မီ3ချက်တိုင်ရှိ2တိုင်ထိုးပြီးရင်ဖို့မီ3ချက်ပြန်ထိုးမယ်ပြီးလို့ရှိရင်ဒီပေါက်ထဲမှာပဲရှက်ကော်လေးနဲ့ဆင်းချိလိုက်မယ်ဒါမျိုးလေးပြီးလို့ရှိရင်ဖို့မီ3ခထိုးမယ်ပြီးတော့တိုင်ရှိ3တိုင်ထိုးမယ်ဒါမျိုးဖို့မီ3တိုင်ရှိ3ထိုးပြီးရင်သူကဒီလိုပုံစံလေးရမယ်နော်ဆုမြတ်တို့ဟာဒီလိုလေးဖြစ်သွားပြီနော်ဒါမျိုးလေးဖြစ်သွားပြီဒါဆိုရင်ဒီနေရာမှာဖို့မီ6ခထိုးမယ်ခေါ်ရှိကို6ခထိုးပြီးပြီဆိုရင်ဆုမြတ်တို့ဒီမှာဒီအဝိုင်းလေးမှာနော်ဒီနနက်သေးလုံးမဲ့အဝိုင်းလေးမှာတိုင်တိုနဲ့အရင်ဝင်ချိတ်မယ်ဖို့မီ3ခထိုးမယ်ပြီးလို့ရှိရင်ဒီမှာတိုင်တိုနဲ့ချိတ်မယ်ဖို့မီ3ခထိုးမယ်တိုင်တိုနဲ့ချိတ်မယ်အဝိုင်းလေးတွေမှာဖို့မီ3ခထိုးမယ်ဒီအဝိုင်းလေးမှာတိုင်တိုနဲ့ချိတ်မယ်ဖို့မီ3ခထိုးမယ်ဒီအဝိုင်းလေးမှာတိုင်တိုနဲ့ချိတ်မယ်ဒါဆိုရင်စုပေါင်းဆုမြတ်တို့ဟာလေးကဒီလိုအဝိုင်းလေးပေါ့နော်1 2 3 4ခုပဲကြံမယ်နော်ပြီးရင်ဖို့မီ6ခပြန်ထိုးမယ်ဖို့မီ6ခထိုးပြီးပြီဆိုရင်ဆုမြတ်တို့ဒီမှာတိုင်ရှိ3တိုင်ထိုးမယ်1 2 3တိုင်ရှိ3တိုင်ထိုးပြီးပြီဆိုရင်ဖို့မီ3ချက်ထိုးမယ်ပြီးတော့ရှက်ကော်လေးနဲ့ဆင်းချိတ်မယ်ဖို့မီ3ခပြန်ထိုးမယ်ပြီးတော့တိုင်ရှိ3တိုင်ပြန်ထိုးမယ်ဒီတန်းမှာကြတော့ဒီလိုပုံစံနဲ့တစ်ပတ်ပတ်ပါမယ်နော်ဒါမျိုးပြီးလို့ရှိရင်ဖို့မီ6ခပြန်ထိုးမယ်1 2 3 4 5 6 8 9ထိုးပြီးသွားပြီဆိုရင်ဆုမြတ်တို့ဒီနားလေးကိုဒီဘက်ကဆုမြတ်ထိုးပြသလိုလေးပဲထိုးပါမယ်โอเคเนาะဒါလေးတွေကကြတော့ဒီလိုလေးဖြစ်သွားပါတယ်เนาะဒီပုံစံတိုင်းပဲပတ်လက်ထိုးသွားပါအဆုံးကိုရောက်ရင်တစ်ခါပြန်ကြည့်ပါမယ်เนาะโอเคเนาะဒီမှာဆုမြတ်တို့ထိုးလာတာနံပါတ်2 4 6 9တန်းပြီးပြီ9တန်းမြောက်မှာလဲပုံမှန်တိုင်းပဲဖို့မီ8ချက်ပဲထိုးလိုက်တယ်เนาะရှက်ကော်နဲ့ဆိုရင်6ဖြစ်သွားအောင်ဒီလိုလေးချိတ်လိုက်တယ်ပြီးလို့ရှိရင်ဆုမြတ်တို့ဒီနေရာမှာတေချာလေးကြည့်ပေးပါနော်တေချာလေးကြည့်ရမယ့်နေရာလေးတွေရောက်ပါပြီဒီနေရာမှာဆုမြတ်တို့ရှက်ကော်လေးနဲ့ရွှေ့သွားမယ်ဒီနားထိရအောင်အခုဆုမြတ်လက်မလေးနဲ့ကင်ပြထားတဲ့နေရာထိရအောင်လေရှက်ကော်နဲ့တေချာလေးကြည့်ပါနော်ဆုမြတ်တစ်ခါပဲပြမယ်ဗီဒီယိုရှိမှာဆိုလို့လေရှက်ကော်နဲ့တစ်ချက်ရွှေ့မယ်နှစ်ချက်ရွှေ့မယ်ပြီးလို့ရှိရင်ဒီဖို့မီလေးကိုလည်းရွှေ့မယ်3ချက်ရွှေ့မယ်4ချက်ရွှေ့မယ်5ချက်ရွှေ့မယ်5ချက်ရွှေ့ပြီးပြီဆိုရင်ဒီအပေါက်ထဲကိုထည့်ပြီးတော့တစ်ခါလုံးမယ်ဒါဆိုရင်6ခါဖြစ်ပြီပြန်လုံးမယ်နော်ခြီကွဲသွားလို့ဒီပေါက်ထဲကိုထည့်ပြီးတော့တစ်ခါရွှေ့မယ်ဒါဆိုရင်6ချက်ဖြစ်သွားပြီနော်ရှက်ကော်6ချက်နဲ့ရွှေ့လာတယ်ပြီးလို့ရှိရင်ဒီနားလေးကိုလည်း6ချက်နဲ့ပြန်ရွှေ့မယ်ဒီဘက်ကိုဖော့မီရဲ့အပေါ်ကိုပြန်ရွှေ့မယ်ဖော့မီပေါ်မှာလည်းပဲဖော့မီက3ခါရှိတယ်မဟုတ်လားအဲ့ဒါ3ချက်1 2 3ပြီးလို့ရှိရင်4 5 6ခြီကွဲသွားလို့6ခါမြောက်ပြန်ထိုးမယ်နော်6ဒါမျိုးဒါဆိုရင်ဆုမြတ်တို့ရဲ့အက်ကဒီနားလေးကိုရောက်တယ်ပေါ့နော်ဒါဆိုဒီနေရာမှာဆုမြတ်တို့ဖော်မီ3ချက်တက်မယ်တေချာလေးကြည့်ပေးပါနော်စာအုပ်လေးနဲ့လိုက်မှတ်ရင်လည်းလိုက်မှတ်ထားပေးပါဆုမြတ်ကတကွက်ပဲထိုးပြမယ်နော်ဖော်မီ3ချက်တက်ပြီးပြီဆိုရင်ဒီလိုမျိုးထည့်လဲရတယ်ဒီဖော့မီလေးပေါ်မှာထိုးလဲရတယ်အဲ့လို
တိုင်ရှိ3တိုင်ထိုးမယ်စုမြတ်ကတော့လှလှလေးရခြင်းလို့လေတိုင်လေးတွေပေါ်မှာပဲထိုးသွားတယ်1တိုင်ပေါ်မှာမထိုးလဲရတယ်နော်ဒီတိုင်ထိုးထည့်လိုက်လဲရတယ်ဖော့မီမှာ2 3ဖော့မီ3ချက်တိုင်3တိုင်ရပြီဆိုရင်ဖော့မီ9ခါထိုးမယ်1 2 3 4 5 6 9ဖော့မီ9ခါထိုးပြီးပြီဆိုရင်ဒီမှာတိုင်တိုနဲ့ချိန်မယ်နနက်တီးလုံးမယ်ဖော့မီ3ချက်ဒီမှာတိုင်တိုနဲ့ချိန်ဖော့မီ3ချက်ဒီမှာတိုင်တိုနဲ့ချိန်ဖော့မီ3ချက်ဒီမှာတိုင်တိုနဲ့ချိန်ဒီလိုရှိရင်ဖော့မီ9ခါဖော်မီ9ခါထိုးပြီးပြီဆိုရင်စုမြတ်တို့ဒီမှာဒီကနေရေးမယ်ဆိုရင်တကယ်လို့များကိုကဖော်မီပေါ်မှာမထိုးဘူးဆိုဒီတိုင်းထည့်သွားလိုက်လို့ရတယ်ဘာမှထွေထွေထူးထူးရေးစရာမလိုဘူးဖော်မီပေါ်မှာထည့်မယ်ဆိုရင်1 2 3ဒီမှာတိုင်ရှိထည့်မယ်1 2 3နော်ဒီလိုမျိုးတိုင်ရှိ3တိုင်3တိုင်ပဲထိုးထားတယ်နော်မှားထိုးတာမဟုတ်ဘူးစုမဲ့ပြသလိုမျိုး3တိုင်ပဲအရင်ထိုးထားပါနောက်မှပြီးမှ4တိုင်သွားဖြည့်တယ်ပေါ့နော်ဒီဘက်မှာ4တိုင်ဖြစ်နေလိမ့်မယ်ဒီဘက်မှာ3တိုင်ဖြစ်နေလိမ့်မယ်မှားထိုးတာမဟုတ်ဘူးအဲ့လိုပဲထိုးပါနော်ပြီးရင်သဘောပေါက်သွားပြီမယ်ဒါကကြတော့နံပါတ်8အဆင့်ပြီးပြီနံပါတ်8ပြီးလို့နံပါတ်9ကိုတက်မယ်နံပါတ်9ကိုတက်ဖို့အတွက်ဖော့မီတစ်ချက်ထိုးမယ်ပြန်လှည့်မယ်ပြန်လှည့်ပြီးလို့ရှိရင်ရှက်ကော်နဲ့ကြော်မယ်ရှက်ကိုကြော်တဲ့ခါဒီဖော့မီတစ်ချက်ထိုးထားတာဖြစ်တဲ့အတွက်ရင်ကြကြပေါက်ကိုခြံခဲ့တယ်နော်ဒုတိယပေါက်မှာရှက်ကိုတစ်ချက်နောက်တစ်ပေါက်မှာရှက်ကိုတစ်ချက်ပြီးတော့ဖော့မီပေါ်မှာတစ်ချက်ဒါလေးတွေကလေတစ်ခေါက်တည်းနဲ့ကြီးလို့ပြီးတော့အောင်စာအုပ်လေးနဲ့လိုက်မှတ်ထားလဲရတယ်နော်မိမှာဆိုလို့လေဒီလိုမျိုးရှက်ကို3ချက်နဲ့ကြော်ပြီးပြီဆိုရင်ဖော့မီ3ခါထိုးမယ်ပြီးလို့ရှိရင်ဖော်မီပေါ်မှာသူ့ရဲ့နဘေးကဖော်မီမှာတိုင်တတိုင်သူ့ရဲ့နဘေးကဖော်မီမှာတိုင်တတိုင်ဒီလိုလေးဒါဆိုရင်ဖော်မီကိုပါရေးရင်3တိုင်ဆိုပြီးတော့သဘောရသွားမယ်ပြီးလို့ရှိရင်စုမြတ်တို့ဒီနေရာမှာဖော်မီ6ခါထိုးမယ်1 2 3 4 5 6ပြီးလို့ရှိရင်ဒီမှာနနတ်သေးလုံးမယ်1 2 3ဒီမှာလုံးမယ်1 2 3ဒီမှာလုံးမယ်ပြီးတော့1 2 3 4 5 6 6ခါထိုးမယ်ပြီးလို့ရှိရင်တခါတည်းဒီမှာ1 2 3မှာတိုင်ရှိ3တိုင်ထိုးမယ်1 2 3တို့ကြတော့ဒီနားမှာတိုင်ရှိ3တိုင်ထိုးပြီးပြီဆိုရင်ဒီတိုင်ပေါ်မှာကတစ်ချက်လာထိုးမယ်4တိုင်ဒီဘက်မှာကြတော့ဆွေမျိုးတို့အပြီးစီးထိုးလိုက်တာเนาะဒီဘက်ကိုပြီးအောင်ထိုးတယ်ဒီဘက်မှာမပြီးသေးဘူးအဲ့လိုမျိုးโอเคနံပါတ်9တန်းမှာ9တန်းရောက်ပြီเนาะ1 2 3 4 5 6 9 8 9 9တန်းပြီးပြီ9တန်းပြီးလို့10တန်းကိုတက်မယ်ဆိုရင်ဒီမှာဖော့မီတစ်ချက်တက်မယ်ပြီးလို့ရှိရင်ပြန်လှည့်မယ်ပြန်လှည့်ပြီးလို့ရှိရင်စုမြတ်တို့ရှက်ကော်နဲ့ရွှေ့မယ်ဖော့မီတစ်ချက်ထိုးထားတဲ့အတွက်ပထမပေါက်ကိုထားခဲ့ပြီးတော့ဒုတိယပေါက်ကနေရှက်ကော်ထိုးမယ်1 2 3တို့ကြတော့ချင်းပေါ်ထိမသွားဘူးဒီနားထိပဲရှက်ကော်နဲ့ရွှေ့လိုက်တယ်ပြီးတော့ဖော့မီ3ချက်ထိုးမယ်ပြီးလို့ရှိရင်တိုင်ပေါ်ဖော့မီပေါ်မှာတိုင်ရှိထိုးမယ်3တိုင်1 2 3ဒီလိုလေးရမယ်နော်ဒီလိုလေးရမယ်ဆိုရင်ဆွေမြတ်တို့ကဖော်မီ6ခါပဲထိုးမယ်1 2 3 4 5 6ပြီးတော့နနတ်တီလုံးမယ်နနတ်တီကတဖြည်းဖြည်းသေးလာတယ်ပေါ့နော်ဖော်မီ3ချက်ရှက်ကော်နဲ့ချိန်မယ်ပြီးတော့1 2 3 4 5 6ပြီးတော့ဒီမှာ
တိုင်ရှိ3တိုင်ထိုးမယ်ဒီကနေရေးမယ်ဆိုရင်1 2 3ဒီကနေစပြီးတော့တိုင်ရှိ3တိုင်ထိုးမယ်1 2 3ဒါမျိုးထိုးမယ်နော်ဒါကနံပါတ်30ပြီးပြီနံပါတ်30ပြီးလို့နံပါတ်17ကိုတက်မယ်နံပါတ်17ကိုတက်ဖို့အတွက်ပုံမှန်တိုင်းဖုံမီတစ်ချက်ထိုးပြီးတော့ပြန်လှည့်မယ်ပြန်လှည့်ပြီးတော့ရှက်ကော်နဲ့ရွှေ့မယ်3ချက်နံပါတ်1ရင်းကြကြပေါက်ကိုခြံခဲ့ပြီးဒုတိယပေါက်ကနေရွှေ့မယ်1 2ဖုံမီပေါ်မှာတစ်ချက်မှတ်ထားရမှာမပြီးသေးတဲ့ဘက်ခြမ်းဆိုရင်ဖုံမီပေါ်အထိရွှေ့တယ်နော်ရှက်ကော်ကိုလေဒီလိုပြီးလို့ရှိရင်ဖုံမီ3ချက်ထိုးမယ်တိုင်ရှိ2တိုင်ထိုးမယ်တတိုင်2တိုင်ဒီလိုရပြီဆိုရင်ဖုံမီ6ခါထိုးမယ်1 2 3 4 5 6ပြီးတော့ဒီမှာတိုင်ရှိနဲ့ဆင်းတိုင်တူနဲ့ဆင်းချိတ်မယ်နနက်တီလေးကဆုံးသွားပြီ1 2 3 4 5 6ပြီးလို့ရှိရင်ဒီမှာ1 2 3မှာတိုင်ရှိ3တိုင်ဝင်ထိုးမယ်1 2 3ပြီးလို့ရှိရင်ဒီတိုင်ပေါ်မှာကတတိုင်ဆိုတော့4တိုင်ဒီဘက်မှာဆိုရင်ဒါမျိုးဒီဘက်မှာဆိုဒီလိုလေးသွားတယ်နော်ပြီးသွားပြီဆိုရင်ဆွေမြတ်တို့နံပါတ်12ကိုတက်ပါမယ်နံပါတ်12ကိုတက်ဖို့အတွက်ဖော်မီတစ်ချက်ထိုးမယ်ပြန်လှည့်မယ်ပြီးတော့မယ်နော်ပြန်လှည့်ပြီးလို့ရှိရင်ဆွေမြတ်တို့ရှက်ကော်နဲ့ရွှေ့မယ်ရင်းကြကြပေါက်ကိုခြံပြီးတော့ဒုတိယပေါက်ကနေ1 23ပြီးလို့ရှိရင်4ဒါမျိုး4မဟုတ်ဘူးဆိုမြရေမှားလို့3ပဲเนาะ3ချက်နဲ့ရွှေ့သွားတယ်1 2 3ပြောမှားလို့เนาะပြီးတော့ဖော်မီ3ချက်ထိုးမယ်ပြီးလို့ရှိရင်ဆိုမြတို့တိုင်ရှိ3တိုင်ထိုးမယ်တတိုင်2တိုင်3တိုင်ဒီလိုမျိုးတိုင်ရှိ3တိုင်ထိုးပြီးပြီဆိုရင်ဖော်မီ2ချက်ထိုးပါမယ်ဖော်မီ2ချက်ထိုးပြီးပြီဆိုရင်တခါတည်းဒီဘက်ကိုတိုင်ရှိ3တိုင်လာမယ်1 2 3ခုမြောက်ကနေစပြီးတော့တိုင်ရှိ1တိုင်ရှိ2တိုင်ရှိ3ဒီလိုဒါဆိုရင်ဒီလိုလေးဖြစ်နေပြီเนาะထားပြီးတော့ကြည့်မယ်ဆိုရင်ဆွေမြတ်တို့ဒီဘက်မှာကအကုန်အပြီးစီးဖြစ်နေတယ်ဒီဘက်မှာ4ပဲဖြစ်နေတယ်ဖုံမီကိုပါရေးရင်ဒီဘက်မှာကျတော့3ပဲဖြစ်နေတယ်เนาะအကုန်လုံးကဒါမှားထိုးတာမဟုတ်ဘူးเนาะပြီးရင်ပြန်ပြပေးမယ်โอเคဒီလိုမျိုးရပြီဆိုရင်ဆွေမြတ်တို့ဖုံမီတစ်ချက်ထိုးမယ်ပြီးရင်ပြန်လှည့်မယ်ပြန်လှည့်ပြီးလို့ရှိရင်ဆွေမြတ်တို့ကြော်မယ်နော်ဒီရင်းကြကြပေါက်ကိုခြံခဲ့ပြီးဒုတိယပေါက်ကိုရှက်ကော်ထဲမယ်ရှက်ကော်ထဲမယ်ပြီးတော့ဒီထဲကိုဒီရှက်ကော်ထဲမယ်3ချက်ထဲလိုက်တယ်ပြီးတော့ဖော်မီ3ခါထိုးမယ်ဖော်မီ3ခါထိုးပြီးလို့ရှိရင်ဒီမှာတိုင်ရှိ1ထိုးမယ်ပြီးလို့ရှိရင်ဒီဖက်တိုင်ထိပ်ထီကတတိုင်ရှိ2ဒီလိုလေးဖြစ်သွားမယ်နော်ဒီလိုလေးဖြစ်သွားမယ်ဆိုရင်ဆွေမြတ်တို့ဒီနေရာမှာနောက်ဆုံးအနေနဲ့ပေါ့နော်ဖော်မီလေးတစ်ချက်ထိုးမယ်ပြန်လှည့်မယ်ဒီမှာလဲ4တိုင်ဖြစ်ရမှာတကယ်3တိုင်ပဲရှိသေးတယ်ပြန်လှည့်မယ်ဆိုရင်ရေးကြကြပေါက်ကိုခြံပြီးတော့ဒုတိယပေါက်မှာရှက်ကော်ရင်မယ်လိုက်ထိုးလို့ရှိရင်တော့မရှုပ်ဘူးเนาะဒီတိုင်းကြည့်နေရင်ရှုပ်မယ်ပြီးတော့တခါတည်းသဘောပေါက်သွားလိမ့်မယ်နောက်ထပ်ဖော်မီ3ချက်ရဲ့ထိပ်မှာရှက်ကော်နဲ့ရွှေ့မယ်ရှက်ကော်2ချက်နဲ့ရွှေ့လိုက်တယ်ပြီးတော့ဖော်မီ3ခါထိုးမယ်ဖော်မီ3ခါထိုးပြီးပြီဆိုရင်ဆွေမြတ်တို့ဒီအောက်ကဒီသူ့ရဲ့နေရာလေးမှာရှက်ကော်နဲ့ဝင်ချိတ်လိုက်ပါမယ်အဲ့ဒါဆိုရင်ဆွေမြတ်တို့ရဲ့တိုင်လေးက
လေးခုဆိုတဲ့သဘောဖြစ်သွားမယ်ဒီလိုလေးကြည့်လိုက်မယ်ဆိုရင်1 2 3 4 4တိုင်ဖြစ်သွားပြီเนาะဆွေမျိုးတို့က4တိုင်ဖြည့်ရမယ်အဲ့လိုအဲ့ဒါဆို okay သူက4တိုင်ရပြီဆိုရင်ဒီ3ခုတွေအကုန်လုံးကို4တိုင်ဖြည့်မယ်ဒီဘက်ကိုရှက်ကော်3ချက်နဲ့ရွှေ့မယ်တိုင်3တိုင်ရှိတယ်ဆိုတော့1တိုင်2တိုင်3တိုင်ပြီးတော့ဖော်မီ3ချက်ထိုးမယ်ပြီးလို့ရှိရင်ဒီအောက်မှာရှက်ကော်နဲ့ဆင်းချိတ်မယ်ဒါဆိုရင်လည်းဒီမှာလည်း4တိုင်ဖြစ်သွားပြီเนาะပြီးတော့ဒီမှာရှက်ကော်နဲ့ရွှေ့မယ်1 2 3ပြီးတော့ဖော်မီ3ချက်ထိုးမယ်ဒီအောက်မှာရှက်ကော်နဲ့ဆင်းချိတ်မယ်အဲ့လိုပဲဆွေမျိုးတို့ထိုးလာရမယ်1နည်းနည်းတော့ကတ်တက်လေးနိုင်တယ်เนาะဒီနားမှာစိတ်ရှိရတယ်2 3ပြီးတော့ဖော်မီ3ချက်ထိုးမယ်ဒီမှာရှက်ကော်နဲ့ဆင်းချိတ်မယ်အကုန်လုံးက4ခုဖြစ်သွားတဲ့သဘောလေးရှိမယ်เนาะဒါမျိုးလေးโอเคဒါဆိုရင်ဆွေမျိုးဗီဒီယိုလေးကိုကြော်ပါမယ်ထိုးလာပါဒီနားရောက်ပြီဆိုဆွေမျိုးပြန်ပြပေးမယ်เนาะโอเคဒီမှာဆွေမျိုးထိုးသွားတာအကုန်လုံးတပုံစံတည်းဖြစ်ကုန်ပြီဒီမှာ4တိုင်4အကုန်လုံး4တွေဖြစ်ကုန်ပြီเนาะအဲ့လိုလေးဖြစ်သွားပြီဒါဆိုဒီနားကိုရောက်မယ်ဆိုရင်ဒီဘက်မှာဆွေမျိုးကူးပြသလိုမျိုးပဲပြန်ကူးရမယ်ချီမဖြတ်ဘူးเนาะပြန်ကူးမယ်ဒီမှာဒီပေါက်တိုင်ရှိမှာထည့်ပြီးတော့ရှက်ကော်1ပထမထိုးတဲ့အတိုင်းပဲရှက်ကော်2ရှက်ကော်3ပြီးတော့ရှက်ကော်4ရှက်ကော်5ပြီးရင်6ခုမြောက်ကိုဒီပေါက်ထဲမှာရှက်ကော်6ဆိုပြီးတော့ကူးတယ်ပြီးတော့ဒီဘက်ကို6ခါနဲ့ပြန်ကူးတယ်1 2 3 4 5 6အဲ့လိုဒီဘက်ကိုရောက်လာပြီဆိုဖော်မီ3ချက်ထိုးပြီးတော့ဒီမှာတိုင်ရှိ3တိုင်ထောင်အဲ့လိုပုံစံမျိုးနဲ့ပဲဆွေမျိုးတို့နနက်ဒီလေးကို4လုံးပြည့်အောင်ထိုးသွားတော့မယ်နော်ဒီလိုအဲ့ဆိုရင်ထိုးသွားပါဒီစင်းနဲ့တူတူပဲကိုကဆွေမျိုးသင်ပေးထားတာမေ့သွားပြီဆိုရင်ဒီတန်းကိုပြန်လာကြည့်ပါနော်ဒီတန်းကိုကြည့်ပြီးတော့သွားပြန်လာပြန်ထိုးမယ်โอเคနော်ဒီမှာအခုဆိုရင်ဆွေမျိုးထိုးထားတာဒီလိုလေးဖြစ်ပါပြီသလုံးပြီးလို့နောက်တစ်လုံးကိုထိုးလိုက်တယ်ပြီးတော့ဒီမှာနောက်တစ်လုံးထိုးမယ်ပြီးရင်ဒီမှာနောက်တစ်လုံးထိုးမယ်နော်โอเคနော်ဒီမှာဆွေမျိုးထိုးလာတာတစ်လုံးနှလုံးသုံးလုံးရပြီလေးလုံးမြောက်ကိုကြတော့ဆွေမျိုးတို့ကဘယ်လိုထိုးရမလဲဆိုတော့ထိုးတာကတော့ပုံမှန်ပဲဒါပေမဲ့3ခုနေရာမှာ4ခုပဲဖြည့်သွားရမယ်ဘာလို့လဲဆိုတော့ तू ကပြီးသွားပြီဆိုရင်ဆွေမျိုးတို့ကနောက်တန်းမရွှေ့ပြီးတော့နောက်တစ်လုံးကိုထိုးစရာမလိုတော့ဘူးဒါကြောင့်ဒီဘက်မှာ4ခုယူသလိုမျိုးဒီဘက်မှာလည်းတစ်ခါတည်းအပြီးစီ4ခုယူမယ်အဲ့လိုမျိုးထိုးရမယ်နော်အဲ့ဆိုဆွေမျိုးကထိုးပြီးရင်ပြန်ပြပေးမယ်နော်ဒီလုံးတွေကိုထိုးတဲ့ချိန်တုန်းကဆိုရင်တိုင်လေးတွေကို4ခုကတစ်ဖက်3ခုကတစ်ဖက်ထားတယ်ပြီးလို့ရှိရင်ဆွေမျိုးတို့ကဖွင့်ပြီး3ချက်နဲ့4ခုလိုက်ဖြည့်လိုက်တယ်မဟုတ်လားဒီလိုဒီမှာကျတော့ तू ကဒီတစ်လုံးပြီးရင်ဒီဘက်ကိုရွှေ့เสียမလို့တော့ဘူးအကုန်လုံးပြီးစည်းပြီမဟုတ်လို့ဒါကြောင့်လေးပဲယူသွားမယ်အစကိုဒီထိတ်မှာပဲဆုံးသက်မယ်ထိုးပြီးလို့ရှိရင်ဆွေမျိုးသိချအောင်သိအောင်ပြန်ပြပေးမယ်နော်ဒီမှာနော်ဆိုလိုတာကဒီလိုမျိုးစလာတယ်ဒီကိုထိုးလာတယ်ဒီဘက်မှာ1 2 3ဒီမှာပါ4တိုင်ယူလိုက်တယ်ဒါဆိုရင်ဒီမှာလဲ4ပဲယူရမယ်ဒါဆိုဒီမှာဖော့မီတစ်ချက်ထိုးပြီး3ချက်ရွှေ့မယ်1 2 3မရှိတော့ဘူးเนาะအကုန်လုံးဖော့မီကိုပါရေးရင်4ဖြစ်သွားပြီဒီလိုရွှေ့ပြီးရင်ဖော့မီ3ချက်ထိုးမယ်ဒီထိတ်မှာတဲ့ဖော့မီပေါ်တီမရွှေ့တော့ဘူးပြီးရင်ထိုးသွားလို့ရှိရင်သဘောပေါက်သွားလိမ့်မယ်เนาะ1 2
3အဲ့ဒီ4တိုင်ဆိုတာကလေဒီထိတ်မှာတတိုင်ယူတယ်နော်ဒါဆိုဒီမှာလဲ4တိုင်ဖြစ်ပြီးတော့ဖော့မြီ6ခါပြီးတော့ဒီမှာနနတ်သီးလောက်အဲ့လိုပုံစံပဲဆုမြတ်ပြောတာအတတ်နိုင်ဆုံးအရှင်းဆုံးနဲ့သဘောပေါက်အောင်ဆုမြတ်ကဒေချာလေးကိုပြောပြထားတယ်နော်ရှင်းမယ်လို့တော့ထင်ပါတယ်နနတ်သီးလောက်ပြီးရင်ဖော်မြီ6ခါပြီးလို့ရှိရင်ဒီဘက်မှာလည်း4ထိုးမယ်ဒီမှာ1 2 3ကိုအရင်ထိုးမယ်ပြီးရင်4ထိုးမယ်အဲ့လိုပဲဆုံးတက်ထိထိုးသွားတော့မယ်နော်တေချာကြည့်မယ်ဆိုရင်ဒီမှာ3တွေမရှိတော့ဘူး4တွေပဲဖြစ်ကုန်ပြီနော်အဲ့လိုလေโอเคနော်ဒီမှာဆုမြတ်ထိုးလာတာ4ပွင့်မြောက်ပြီးပြီနော်ဒါမျိုးလေးရမယ်ဒီမှာဆိုပြန်လှည့်เสียမလို့တော့တဲ့အတွက်အကုန်လုံးတစ်ခါတည်း4ခုရအောင်ပြီးစီနဲ့ဒီထိတ်မှာပဲဆုံးသက်လိုက်တယ်ဒါဆိုရင်နောက်ဆုံးဆင်းဖြစ်တဲ့ဆုမြတ်တို့ပက်လေလုပ်မယ်ပေါ့နော်ဆက်ဖို့အတွက်နေရာလေးရအောင်အနာကော့တဲ့ပုံစံလေးဖော့မြီလေးတစ်ချက်ထိုးပြီးမှလှည့်မယ်လှည့်လိုက်မယ်ဒီဘက်ကိုလှည့်ပြီးလို့ရှိရင်1 2 3 4 5ပြီးတော့ဒီမှာချိန်မယ်1 2 3 4 5ဒီမှာချိန်မယ်တိုင်ဒိုနဲ့နော်တိုင်ဒိုနဲ့သွားမယ်1 2 3 4 5ဒီပုံစံနဲ့ပတ်လဲသွားမယ်ဆုမြတ်ဘယ်နာလေးတွေမှာဘယ်လိုချိတ်လဲဆိုတာနမူနာယူလို့ရအောင်ဆုမြတ်ထိုးပြီးနေတဲ့ဟာလေးကိုပြပေးပါမယ်ဒီမှာကြည့်ပါနော်ဆုမြတ်သေးစိတ်ရှင်းပြတာထက်ဆုမြတ်ကဘယ်လိုလေးချိတ်ထားလဲဆိုတာကိုဒီမှာနမူနာလေးယူပြီးတော့ကြည့်ပေးပါဒီမှာဒီနေရာဆိုဘယ်လိုချိတ်တယ်ပေါ့နော်ဒီလိုကြည့်သွားပါတစ်ခုဆိုရင်တချမ်းဆိုရင်ဒီဟာကိုပါဓာတ်အလဲလို့ပဲလုပ်လိုက်မယ်နော်ဓာတ်အလဲပဲထားလိုက်မယ်1 2 3 4 5 6 9 10 11 ခုရှိမယ်ပေါ့နော်73ခုရှိမယ်အဲ့ဒီ73ခုကဒီထိတ်တွေကိုမရေဘူးနော်ဒီထိတ်တွေကိုပါမရေဘူးဒီမှာလဲ1 2 3 4 5 6 9 10 11 12 73စီရှိရမယ်နော်ဘာလို့လဲဆိုတော့မှန်နေမှဆွေမျိုးတို့တပွင့်နဲ့တပွင့်ဆက်တဲ့ချိန်ဆိုရင်စင်ပြောင်လို့ပေါ့နော်မှားနေလို့ရှိရင်ဟိုဘက်နဲ့ဒီဘက်ဆက်တဲ့ချိန်ဆိုရင်အခက်တွေ့မှာဆိုလို့ပါโอเคဒါဆိုရင်ပထမဆုံးတပွင့်ကိုတော့ဒီလိုမျိုးပြီးအောင်ထိုးလိုက်ပါပထမဆုံးတပွင့်ကိုအကုန်လုံးပြီးအောင်ထိုးမယ်ခြိဖြတ်လိုက်မယ်ဒုတိယတပွင့်ကိုကြတော့ဆွေမျိုးတို့ကအနာကော့တဲ့ချိန်ဆိုရင်တမျက်နှာနှစ်မျက်နှာလောက်ပဲကော့ထားပြီးတော့ခြိမဖြတ်နဲ့အောင်နော်နောက်ဗီဒီယိုမှာဆုမြတ်ကဆက်နီးလေးကိုပြပေးမယ်နော်ဒီဗီဒီယိုမှာကြတော့ဒီလောက်နဲ့ပဲအရင်ဆုံးသက်လိုက်ပါမယ်နော်နောက်ဗီဒီယိုကြဆက်ပြပေးပါမယ်